အမက်စင်300ကျော်ရက်တည်နိုင်တယ်ဆိုတဲ့ဟာကတောင်းတန် professional ကြနဲ့ရက်တည်နိုင်တယ်ဆိုတဲ့ဟာကတောင်းတန်ရက်တည်နိုင်လို့မရပါဘူး။နေဝေးရလူငယ်တွေအတွက်လည်းကျွန်တော်တို့ဒီမှာနေရာထိုင်ခင်းတွေပေးပြီးတော့စီစဉ်ပေးတဲ့ဟာဒါစိတ်ချမ်းသာတရားပါပဲပေါ့။အကုန်လုံးကိုမိသားစုလိုနည်းနည်းထွေးထွေးဆက်ဆံပေးတဲ့ကျွန်တော်နာမည်ကျော်စိုးဦးပါဖွင့်ထားတဲ့ PK Printing Service ဆိုပြီးတော့ကျွန်တော်စပြီးတော့လုပ်နေတာရှိပါတယ်။အဲ့မှာစက်တင်နဲ့စားထိုးလို့မရတဲ့ရက်တောင်ဒီစိတ်ရိုက်လုပ်ငန်းပေါ့နော်ဆိုတော့အဲ့ဒါလေးကိုထပ်ပြီးတော့ပေါင်းဆက်ဖို့အတွက်ကျွန်တော်ဒီတင်တန်းကိုလာပြီးတော့တက်ရတာပါတင်တန်းမှာလာပြီးတော့တက်လိုက်တဲ့အချိန်မှာရက်တောင်ဒီစိတ်ရိုက်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ထပ်ပြီးပေါင်းဆက်လို့ရမယ့်အခွင့်အလမ်းတွေလည်းထပ်ပြီးတော့ပေါ်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းအများကြီးကျွန်တော်တို့ဝမ်းသာရပါတယ်တိုင်ဖွင့်မဲ့လူတွေအဲ့လူတွေအတွက်ကျွန်တော်တို့ပစ္စည်းဝယ်ရမယ့်ဟာတွေဈေးကွက်တွေပေါ့နော်ဆိုတော့အဲ့ဒါမျိုးအရာတွေကစားကျွန်တော်တို့ကိုလမ်းဖွင့်ပေးတယ်လမ်းညွှန်ပေးတယ်အဲ့ဒါတွေကပို့ပြီးသဘောကျဖို့ကောင်းပါတယ်